ကျမတို့တွေအများစုဟာနေ့စဉ်ဘဝကိုမြင်မြန်ဆန်ဆန်နဲ့ပဲဖြတ်သန်းပြီးတတ်ကြပါတယ်။ရီမှန်းချက်ပန်းတိုင်းတွေအိမ်မက်တွေနောက်ကိုလိုက်ရင်းနဲ့ပဲဘဝရဲ့အချိန်တွေကိုကုန်ဆုံးတတ်ကြပါတယ်။လူအများစုကလက်ရှိအခိုက်အတန့်အချိန်ရဲ့ရိုးရှင်းတဲ့အလှတရားကိုခံစားဖို့အတွက်မေ့လျော့နေတတ်ကြပါတယ်။ဒီနေ့မှာတော့နေ့စဉ်ဘဝမှာစိတ်ပျော်ရွှင်မှုခံစားရစေဖို့အတွက်အလေးချိန်ကောင်းလေးတစ်ခုကိုဝေမျှပေးခြင်းပါတယ်။ဒါကတော့ savoring ဖြစ်ပါတယ်။ savoring ဆိုတာကတော့ကျမတို့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ကောင်းတဲ့အခိုက်အတန့်လေးတွေကိုအပြည့်အဝတန်ဖိုးထားပြီးတော့ခံစားတာဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်ကိုပြစ္ဆုတ်ပံမှာပဲတတဲ့ရှိနေစေတဲ့လေ့ကျင့်တစ်ခုလေးဖြစ်ပါတယ်။မနက်ခင်းမှာကော်ဖီတစ်ခွက်တောက်မယ်ဆိုပါစို့ဒီနေရာမှာကော်ဖီကိုခက်မြန်မြန်ကုန်သွားအောင်တောက်တာမျိုးမလုပ်ဘဲနဲ့ကော်ဖီရဲ့အရာသာကိုဖြည်းဖြည်းချင်းခံစားပြီးတော့တောက်မယ်ပြတင်းပေါက်ကနေဝင်လာတဲ့မနက်ခင်းရဲ့နေအောင်ကြီးလေးကိုအပြေးအဝခံစားမယ်တာယာတဲ့ငှက်ကလေးတွေရဲ့အတန်လေးကိုလည်းနားထဲမှာအပြေးအဝကြားပြီးတော့ခံစားမယ်ဒါ savory လောက်တာပဲဖြစ်ပါတယ်ဒီလိုရိုးရှင်းတဲ့အခိုက်အတန့်လေးကိုတမိုးထားပြီးအပြည့်အဝခံစားလိုက်ခြင်းအဖြစ်ကျမတို့ရဲ့တနေ့တာကိုစိတ်ကျဉ်တဲ့ပျော်ရွှင်စွာနဲ့ပဲအစားပြုနိုင်သွားပါတယ်ဒီနေ့မှာကိုကြိုက်တဲ့အစားအစာတစ်ခုကိုဝယ်စားပြလိုက်လားဒါဆိုရင်လည်းဒီအစားအစာကိုမြန်မစားလိုက်ပါနဲ့သူ့ရဲ့ကောင်းမွန်တဲ့အရာသာကိုဖြည်းဖြည်းချင်းအရာသာခံပြီးတော့စားကြည့်ပါကျမတို့ကိုစိတ်ကျဉ်တဲ့ပျော်ရွှင်မှုရစေပါတယ်တကယ်တော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာသတိမထားလိုက်မိပဲနဲ့အမတ်တမဲ့ကြော်ဖြတ်သွားတတ်ကြတဲ့အခိုက်အတန့်တွေအများကြီးပဲရှိနေပါတယ်ကိုချစ်ရတဲ့သူတယောက်နဲ့စကားပြောလိုက်ရတဲ့မိနစ်ပိုင်းလောက်အချိန်တွေကိုချစ်ရတဲ့မိသားစုတွေတငယ်ချင်းတွေနဲ့ဖြတ်တန်းရတဲ့အချိန်အခိုက်အတန့်တွေချစ်ရတဲ့ခွေးလေးနဲ့အတူတူဆော့ကစားနေတဲ့အချိန်တွေကိုကြိုက်တဲ့အချိန်တစ်ပုဒ်ကိုနားထောင်လိုက်ရတဲ့အချိန်အလုပ်ကနေအိမ်ကိုလမ်းလျှောက်ပြန်လာတဲ့အချိန်မှာလက်ဆက်တဲ့လေကောင်းလေးတန်းကိုရှူချနေရတဲ့အချိန်ဒီလိုအခိုက်အတန့်လေးတွေကိုသတိထားမိပြီးအပြေအဝခံစားလိုက်ပါကျမတို့စိတ်ကိုကျဉ်တဲ့ပျော်ရွှင်စေတဲ့ဒီလိုအခိုက်အတန့်လေးတွေကိုအမတ်တရဓာတ်ပုံရယူထားလိုက်ပါဒါဆိုရင်တော့နောက်ထပ်ပြန်ကြည့်တိုင်းမှာလည်းအမှတ်ရနေစီပါတယ်နေ့တစ်နေ့ကုံဆုံးသွားတဲ့အခါမှာလည်းကျမတို့တနေ့တာကြုံတွေ့ခဲ့ရတဲ့စိတ်ကျဉ်တဲ့စရာစိတ်ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကိုစာအုပ်မှာချရေးပါဒါမဟုတ်ရင်ဖုန်းထဲမှာမှတ်ပါဒါဆိုရင်လည်းကျမတို့ပြန်ကြည့်တိုင်းမှာအမှတ်ရနေစီမှာဖြစ်ပါတယ်savoring လုပ်ခြင်းကကျမတို့ကိုအကျိုးကျေးဇူးအများကြီးရစေပါတယ်ဘဝထဲကကောင်းမွန်တဲ့အရာတွေအခိုက်အတန့်တွေကိုအမှတ်ရနေစေပါတယ်စိတ်ပြန့်လွင့်နေတာတွေမဖြစ်တော့ဘဲနဲ့လက်ရှိပြစ္ဆုတ်ပံမှာပဲစိတ်အာရုံတွေစူးစီးစေပါတယ်နောက်ဆုံးအချက်ကတော့ကျမတို့ကိုကျေးဇူးတင်တတ်တဲ့စိတ်ပို့ပြီးတော့တိုးလာစေပါတယ်နေ့စဉ်အမှတ်တမဲ့နဲ့ကြော်သွားတတ်တဲ့အတွေ့အကြုံတွေအဖြစ်အပျက်တွေကိုကျေးဇူးတင်ထက်လာစေပါတယ်ဘဝမှာကြီးကျယ်ခမ်းနားတဲ့အရာတွေကမှပျော်ရွှင်စေတာမဟုတ်ပါဘူးသေးငယ်တဲ့အခိုက်အတန့်လေးတွေကနေလည်းပျော်ရွှင်မှုရယူနိုင်ပါတယ်ပျော်ရွှင်ရဖို့အတွက်ဘဝကပြီးပြည့်စုံနေစရာမလိုပါဘူးကောင်းမွန်တဲ့အခိုက်အတန့်လေးတွေကိုမြန်မြန်ကုံဆုံးမသွားခင်မှာသတိထားမိပြီးအပြည့်အဝခံစားတတ်ဖို့ပဲလိုပါတယ်ကဲအခုပဲအတော့ဝရှူပြီးတော့တင်းရဲ့ပတ်ဝန်းကျင်ကိုကြည့်ကြည့်လိုက်ပါဦးလှတဲ့အရာတွေတကယ်ပဲရှိနေပါတယ်ဒီနေ့မှာပဲ savory လုပ်တဲ့အလေးချင်းလေးကိုတူတူစတင်လိုက်ကြရအောင်နော်
ဒီဗီဒီယိုလေးကနေကြည့်ရှုသူတို့အတွက်အကျိုးကျေးဇူးရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ healthy lifestyle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာမို့လို့ like and subscribe လေးလုပ်ပေးသွားပါဦးနော်